ခြားသီလတွေမဆောင်နိုင်နေ၅ပါးသီလလုံအောင်စောင့်ပြီးရင်စဉ်းစားနေ့တိုင်းမနေ့သီလယူညနေကျစဉ်းစားငါသူများအသက်များတတ်မိတာရှိသလားသူများဥစ္စာမတရားယူမိတာများရှိလားသူတော်ဘာသာမယာရောပြမှားတာရှိသလားလိမ်ပြောမိတာရောရှိသလားမူရစေဝါတောက်စားမိတာရောရှိသလားမရှိဘူးဆိုလို့ရှိရင်ငါဒီကနေ့အပြစ်ကင်းတယ်သောတပန်ပုဂ္ဂိုလ်တွေစောင့်တဲ့အတိုင်းသောတပန်ဟာဒီလိုအပြစ်ကင်းတယ်ကင်းတဲ့သောတပန်တွေထိမ့်သိမ်းဆောက်ရှောက်တဲ့သီလမျိုးငါဒီကနေ့လုံနေကိုယ့်ကိုတွေးကြည့်လိုက်စမ်းဘလောက်ဝမ်းသာလိုက်အနဝိဇ္ဇဒုက္ခလို့ခေါ်တယ်အပြစ်ကင်းတဲ့ချမ်းငါလိုလူဘယ်တော့မှငရဲမကြဘူးဟောငါးပါးသီလငါလုံနေငါးပါးသီလဟာငါရဲ့အကိုရဖြစ်တယ်လို့စိတ်ထဲမှာအတ္တတရောဖြစ်လာတယ်ကိုယ်သီလလေးကိုဆင်ញင်လိုက်တိုင်းစိတ်နှလုံးဟာချမ်းသာစိတ်နှလုံးဟာကြည်လင်းလာကြည်တော့ဘာဖြစ်ဝမ်းမြောက်တယ်ဝမ်းမြောက်ရင်ပီတိဖြစ်တယ်ပီတိဖြစ်လို့ရှိရင်ဘာဖြစ်လဲကိုယ်စိတ်ငြိမ်းချမ်းလာငြိမ်းချမ်းရင်ချမ်းသာဆိုတာရချမ်းသာရင်ဘာဖြစ်လဲစိတ်တည်ငြိမ်မှုတွေရစိတ်တည်ငြိမ်ရင်အမှန်တရားကိုသိလာတယ်ဒါဒီဘဝတွေရနောက်ဘဝကိုမစင်စားနဲ့